Ima Wi-Fi line lungwa mamido le akan de kan, damamonia de kulong do lulaini masida jari ho. Solo edio sinisia go le lai building The zooms de go pishin bin ema de suri Wi-Fi repeater suri sili de jang, dinima di jari li la ji jao. Daga go che de gebe a gong song pishin ja homo ho sula go adudu jidwa jala bo. Video call bill ni ye. Eno people yo doa ne yu kiti doa yo, adanga bill doa yo. Eloမျိုးတွေကြုံဖူကြမှာပါအဲ့လို internet line လုံးဝမကောင်းတော့တဲ့နေရာတွေကိုပဲ Wi-Fi jet zones ဒါမှမဟုတ် line မမီတဲ့နေရာတွေလို့ခေါ်ကြတာပေါ့ကဲဒီနေ့မှာတော့ Wi-Fi line မမီတဲ့ဖေဒနာကဘာကြောင့်ဖြစ်ရတာလဲဆိုတာကနေစပြီး Repeater ဆိုတဲ့တကယ်တော့ဘာလဲဘယ်လိုအလုပ်လုပ်လဲသူ့ရဲ့အားသာချက်အားနည်းချက်တွေတကယ်တုံးမဲ့ဆိုရင်တောင်ဘယ်လိုနေရာမှာထားမှအကောင်းဆုံးဖြစ်မလဲနောက်ပြီးသူ့ထက်ပေါ်ကောင်းတဲ့ရွေးချက်စွာတွေကရောဘာတွေရှိမလဲဆိုတာအထိအကောင်းဆုံးဝတ္ထုခုချင်းစီပြောပြသွားမှာပါကဲဒါဆိုအရင်ဆုံးအဲ့ Wi-Fi line မမိရဲ့နေရာတွေ dead zones တွေကဘာလို့ဖြစ်လာရလာလဲဆိုတဲ့အရင်ခံအကြောင်းတရားကိုအရင်ဆုံးချစ်လိုက်ရအောင်အဓိကတရားခင်တွေကတော့ရှင်းလေးပါပဲကိုရောဒါနဲ့ကိုတုံးနေတဲ့နေရာချမှာပါနေရှိနေလဲဆိုတာပေါ့အင်္ဂါကျင်နေတာမျိုးဒါမှမဟုတ်အထက်တွေချားနေတာအထူးသဖြင့်ကွန်ခရစ်နဲ့အထူးကြီးတွေဆို Wi-Fi စနစ်အတတကယ်ကိုရန်သူလိုကြီးတွေပဲဒါဒီမကတဲ့ဘုံတော့ microwave တို့လိုတခြားလက်စစ်ပစ္စည်းတွေကနေလာတဲ့ line တို့ပဲမှုတွေကလည်း signal ကိုအားနေစေပြီးအဲ့လို line ပြောတဲ့နေရာတွေဖြစ်လာစေတာပေါ့ဆိုတော့ဒီပြဿနာကိုဖြေရှင်းဖို့လွေးတော်များမျက်စိကြတယ်အရေးဆုံးလို့ထင်ရတဲ့ပစ္စည်းတစ်ခုရှိပါလေအဲ့ဒါကတော့ Wi-Fi repeater ပါပဲသူကတခြားမှငယ်ရင်းနဲ့လက်တွေ့ဖူးစားမှာပါWi-Fi extender တို့ booster တို့ပေါ့နာမည်ကတော့အမျိုးမျိုးပဲဒါပေမဲ့သူတို့လုပ်တဲ့အကြီးကအလုပ်ကတော့အတူတူပါပဲသူကပါလို့တယ်လဲဆိုတော့အကြီးက router ကနေလွှင့်လိုက်တဲ့ Wi-Fi signal ကိုအရင်ဆုံးဖမ်းယူလိုက်တဲ့ပြီးတော့အဲ့ဒီ signal ကိုပဲအားနဲ့ပြန်ဖြီးပြီးတော့ဘောဝဲတဲ့နေရာရောက်အောင်ပြန်ထလွှင့်ပေးလိုက်တာပါအဲ့တော့သူက signal ဘလို့ဖမ်းပြီးဘလို့ပြန်လွှင့်တာရဲ့သူရလူပုံကိုပေါ်ပြီးမြင်တာတော့ဥပမာလေးတစ်ခုနဲ့ရှင်းပါမယ်ကဲဒီလိုလေးစဉ်းစားကြည့်အောင်လူကျော်ကစကားတစ်ခုကိုနားဆွမိကြားလိုက်တယ်ပြီးတော့သူကြားလိုက်တဲ့စကားကိုပဲပေါ်ဝဲရဲ့နေရာမှာရှိတဲ့နောင်လူကျော်ကြောင့်အကျယ်ကြီးပြန်အော်ပြောလိုက်တယ်ပေါ့ repeater ရဲ့အလုပ်ကအဲ့ဒါနဲ့ဒီပုံစံတဲ့ပဲသူကအလုံးတစ်ခုကိုစစ်တိုင်းလို့တာပေါ့ပထမစင်က router စီကလာတဲ့ Wi-Fi signal ကိုနားထောင်ပြီးဖမ်းယူလိုက်တယ်ပြီးတာနဲ့ချက်ချင်းပဲသူတရားစင်းနေနဲ့သူဖမ်းမိထားတဲ့ signal ကိုပဲအပြန်ချီပြီးတော့ပေါ်ဝဲတဲ့နေရာနေထီအောင်ပြန်အော်လွင်ပေးလိုက်တာပါအတောင်းဝင်နေဆိုပြီးမေပုံတော့ repeater တွေကတော့အားလုံးကိုဖြည့်ရှင်းပေးနိုင်တဲ့ Morse key တွေတော့မဟုတ်ပါဘူးတို့မှာအတားချက်တွေရှိတယ်လို့တတိထားရမယ်အားနည်းချက်တွေလည်းအများကြီးရှိတယ်ဒါကြောင့်သူရဲ့ကောင်းတာရောဆိုးတာရောနှစ်ဖက်လုံးကိုတည်ထားဖို့ကအရင်ရေးချပါလိမ့်ခေအားတာချက်တွေကိုအရင်ကြည့်အောင်ဟုတ်ပြီWi-Fi line ကိုပို့ကြည့်အောင်ချက်ပေးနိုင်တယ်။ဒါစင်ရကလည်း Blackboard ရှိရင်ထိုးလိုက်အောင်ပဲဆိုတော့ Blackboard ဖို့အရန်လွယ်လေ။စင်းလုံးဝရလေတခြားဟာတွေထက်အများကြီးတတ်တာလေ။ဒါပေမဲ့အကြီးကြီးတစ်လုံးရှိတယ်။ဒါပေမဲ့ကပါလဲဆိုတော့အဲ့ဒီလို line ချက်ပေးနေဖို့အတွက် internet speed ကိုစတေးရလာပါပဲ။ဒီအချက်က repeater ရဲ့အချင်းမဆုံးအားနည်းချက်ပါပဲ။နားလည်အောင်ရှင်းပြရင် repeater ကWi-Fi signal ကိုလက်ခံဖို့ရောပြန်လွှင့်ထုတ်ဖို့ရော radio လမ်းကြောင်းတစ်ခုတည်းကိုပဲသုံးရတယ်။အဝန်းရောအထွေရောလမ်းတလမ်းဒီကိုသုံးနေရတယ်လို့ပဲပေါ့။အဲ့တော့အလုံးနှစ်ခုကိုတစ်ပန်းတစ်ချက်လုံးနေရတဲ့အတွက်သူ့ရဲ့စွမ်းဆောင်ရည်ကထဝလောက်ကြသွားကြပါလေ။ပိုရှင်းအောင်ပြောရရင်ကိုရင်က internet က100 megabit ဆိုပါတော့ repeater ကနေတစ်ဆင့်ချစ်စစ်ပြီးသုံးလိုက်တဲ့အခါမှာအဲ့ဒီ speed က30 megabits ကအချီကိုထိုးကြသွားနေတဲ့ဆိုတဲ့သဘောပါပဲ။ဒါကတော့သူရဲ့အကြီးမားဆုံး trade off ပေါ့။ Note စိုက်ရှုစရာအခုကနဝနဲ့မဲ SSID ပြဿနာပါ။ repeater ကိုနမဲအတိတ်တစ်ခုဥပမာ my Wi-Fi ST လို့ပေးလိုက်ရင်အဆင်ပြေတယ်လို့ထင်ရပေမဲ့အဲ့ဒီမှာနေရာရှိလိုက်တိုင်းကိုယ်တိုင် menu ကိုပြန်ချင်းနေရတော့တော်အလို့ရှုတယ်။ကဲအဲ့တော့နမဲတူပဲ my Wi-Fi လို့ပေးလိုက်ရင်နော်အဲ့မှာပို့ဆိုတဲ့ပြဿနာရှိတယ်။ကိုဖုန်းတွေ laptop တွေကပေါ်နေပြီး signal ပေါ်ကောင်းတဲ့ repeater ကိုအလိုအလျောက်မချိပန်တဲ့အဝေးကြီးမှရှိတဲ့အားနည်းနေတဲ့ mula router signal ကိုပဲ
ကစီနေပြီးချီထားတဲ့အဲ့လောက်ကိုနီးပညာရ sticky client ပြဒနာလို့ခေါ်တာပေါ့ကဲတွေ့အန်ဒစတီအဒစတီတီဘီဆိုတော့ repeater တလုံးဝဲထားပြီးထမုံဖို့ဝဲဖို့စဉ်းစားနေဆိုရင်သူစရနေအကောင်းဆုံးဆန်းရအောင်လို့တက်စမ်လဲဘယ်နေမှာထားရမလဲဆိုတာကြည့်ကြအောင်တက်စတဲ့ process ကတော့တော်တော်များများမှလွယ်ပါလေအရင်ဆုံးစတင်ချင်ဝတဲ့ repeater ကိုပြင်မ router နာကပဲပေါမှာထိုးလိုက်ပါပြီးရင်ကိုဖုံးတမမို့လက်ထုံမဲ့ repeater ကနေလွှင့်တဲ့ wifi ကိုအရင်ချရမယ်ပြီးတဲ့ web browser ပြင်ပြီးသူ့ရဲ့ setup page ကိုတော့ကိုရင်ကပြင်မ wifi နာမည်ကိုရွှေပတ်ဆွဲရတဲ့ဒါဆိုရင်ချစ်စချင်ပြီးတော့ပါပြီအဲ့ဒီ SD အားလုံးပြီးတော့မှ repeater ကို black ပြန်ဖြုတ်ပြီးစတဲ့ခြားရမယ့်ညံကိုရွှေရမှာပါအခုပြောမယ့်အချက်ကအရေးကြီးဆုံးပဲဒါဒီချစ်ပင်မထားရင်တော့တော်တော်လို့ဖြစ်ပြီးအဲ့လာကဖားလဲဆိုတော့ repeater ကိုလိုင်းလုံးဝမမိတဲ့တဲ့ဇုံတွေမှာလုံးဝတော့မထားပါနဲ့ဒါကလူများစလို့လိရှိတဲ့အချင်းမဆုံးအမှားပဲစဉ်းစားကြည့်လေသူကပြန်လွင့်ပေးရမှာအဝန်စင်းနဲ့မရှိတဲ့ညမှာတွားထိုင်းရင်သူကဘာကိုပြန်လွင့်ပေးတော့မှာလဲအလကပလတ်စတစ်ကိုခွန်တခုလိုပဲတည်တော်မှာပေါ့ဒါဆိုဘယ်မှာထားမလဲအကောင်ဆုံးနေရာကတော့ကိုရဘယ်မှာတော့တလဲလိုင်းမိမိတဲ့နေရာရဲ့ချာတော့လောက်မှထားတာအကောင်ဆုံးမှာပဲအဓိကအချက်က repeater ထားမယ့်နေရာဟာဘယ်မှာတော့တစီကစင်းတဲ့ကိုအနည်းဆုံး50ရာခိုင်နှုန်းလောက်အားကောင်းကောင်းရတဲ့နေရာဖြစ်ဖို့လိုတယ်ပြီးတော့ခုနပြောသလိုနေရထူတဲ့ microwave ပစ္စည်းတွေနဲ့လည်းဝေးနေနေမြဝေးမှာထားရပါမယ်ကဲ repeater ရဲ့အားနည်းချက်တွေကြောင့်ကိုယ့်အတွက်အဆင်မပြေဘူး speaker လာကိုလက်မခံနိုင်ဘူးဆိုရင်ရောပါဒီလို့ရတယ်လေသူရပေါ်ကောင်းတဲ့ရွေးချယ်စရာတွေလည်းရှိပါသေးတယ်ပထမတစ်ခုက access.ap mode ပါ repeater တော်တော်များများမှာဒီ mode ပါတယ်ပါတယ်ဒါက repeater ကို wifi နဲ့မချပဲ network ဂျုံနဲ့ router ကိုတည့်ရချိလိုက်တာအဲ့လိုဂျုံနဲ့ချိလိုက်တဲ့အတွက် speaker စမှုလုံးဝညီပေါင်းမရှိတော့ဘူးဒါပေမဲ့ကျူးဆွေရတော့လွတ်စုတာပေါ့နောက်ပြီးတော့အကောင်းဆုံးဓာတ်မဲ့စီအကြီးဆုံးရွေးချယ်စရာကတော့ mesh wifi system မှာပဲဒါကတော့ router တေးလေးတွေအစုံနဲ့အလုပ်လုပ်တဲ့စနစ်တစ်ခုပါသူတို့ချင်းချင်းအချက်ပြပြီးအင်ဒီအင်လုံးကို wifi ကွန်ရက်တစ်ခုနဲ့လွှမ်းခြုံပေးနိုင်တယ်ဘယ်နေရာတော့လည်းမပြဘူး speed လည်းမကြဘူးဒါပေမဲ့ဈေးလာတော့ repeater တဲ့အများကြီးပုံများတာပေါ့ဆိုတော့နောက်ဆုံးအနေနဲ့ပြန်ချူရရင်ကိုကအခန်းတစ်ခန်းတောင်မဟုတ် area တေးလေးတစ်ခုအတွက်ပဲ wifi လိုင်းချဲကျင်တာ speed နဲ့ကြာလာလေတိတ်ကိစ္စမရှိဘူးဆိုရင်တော့နေရာမမှန်ကန်ချထားတဲ့ repeater တလုံးမှာဈေးတက်လည်းအလုပ်ခင်နိုင်ပါ යි ဒါပေမဲ့အင်းကြီးချစ်တဲ့အင်းလုံးမှာနေရာလိုက်မှ line အပြည့်နဲ့ speed မကြတဲ့ internet တွေ့ကြုံမျိုးလိုချင်တဲ့ဆိုရင်တော့ mesh wifi လို့ပိုကောင်းတဲ့စနစ်တစ်ခုကိုရင်းနှီးမြှုပ်နှံဖို့စဉ်းစားတင်ပါသည်အဓိကကတော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့ပတ်ချက်ကပါလဲဆိုလာပေါ်မူတည်ပြီးတော့မှမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချဖို့ပါပဲ Myanmar Zay Sign